ဂေါတမမြတ်စွာဘုရားထစ်တော်မူပုံအပိုင်းနှစ်ကာလဒေဝိလရတဲ့လာရောက်ဖူးမြော်ခြင်းနှင့်ပြုံးခြင်းငိုခြင်းဖះအလောင်းတော်ကပိလဝတ်ဖီတို့ရောက်တော်နေ့မှာပင်ခမည်းတော်သုတ်တော်ဒနမင်းကြီးစီကကိုခွဲတော်ကာလဒေဝိလရတဲ့ကြီးသည်နတ်တို့ထံမှဖះလောင်းဖွားမြင်ကြောင်းကြားရ၍နန်းတော်သို့ကြွလာပြီးသုတ်တော်ဒနမင်းကြီးအားသားတော်ကလေးကိုကြည့်ရှုလိုကြောင်းပြောကြားလေ၏သုတ်တော်ဒနမင်းကြီးသည်သားတော်ကလေးကိုပွေ့ချီ၍ယတိကြီးအားရှိခိုးစေရန်ယတိကြီးထံသို့ရှေးရှုဆောင်ထားစဉ်ဖျားအလောင်းတော်လေး၏ခြေစုံအိုသည်မြောက်တဲ့၍ယတိကြီး၏ဦးကောင်းတတ်၌တည်နေလေ၏ဖျားလောင်း၏နောက်ဆုံးဘဝ၌ဖျားလောင်းကရှိခိုးတိုက်သူတစုံတယောက်မျှမရှိချေအကယ်၍ဤအချက်ကိုမသိသောသူတို့ကဖျားလောင်း၏ဦးကောင်းတော်ကိုယတိကြီး၏ခြေရင်း၌ထားလျင်ယတိ၏ဦးကောင်းသည်ခုနှစ်စိတ်ကွဲလေရ၏ယတိကြီးကမူချက်ချင်းမဲ့နေရာမှထား၍ဖျားလောင်းကိုလက်အုပ်ချီလျက်နေလေ၏တောတော်ဒနာဘယင်ကြီးသည်ထူးခြားစမ်းကြယ်အံဝဲသောထိုအချင်းအရာကိုမြင်၍မိမိ၏သားဖျားလောင်းကလေးကိုရှိခိုးလေ၏ကာလာဒေဝီလယတိကြီးသည်အတိတ်ကဘာ40အနာဂတ်ကဘာ40ကိုစင်ကြံတိမြင်နိုင်သောတကိုးရှိသူဖြစ်၏ဖျားလောင်းကလေး၏အင်္ဂါလက္ခဏာကိုကြည့်ရှုသောအခါမုတ်ချဖျားဖြစ်မဲ့သူဟုသိလေဤကလေးအားအံ့ဩဖွယ်ရာယောက်ျားမြတ်ပေတကားဟုစင်ကြင်မိသည်ဖြင့်ပြုံးတော်မူ၏ထို့နောက်မိမိသည်ဤကလေးဖျားဖြစ်သောအခါဖျားကိုဖူးမြော်ခွင့်ရပါမလဲဟုတကိုးဖြင့်စင်ကြင်ကြည့်လေ၏အခါကလေးဖျားမဖြစ်မီပင်မိမိကွယ်လွန်ပြီးလျှင်အရူပဘုံ၌အရူပမြမဖြစ်ရမည်ကိုမြင်သဖြင့်ဖျားကိုမဖူးမြင်ရပဲအဆုံးရှုံးကြီးဆုံးရှုံးရတော့မည်ဟုသိရ၍ငိုကြွေးလေ၏ထိုအခါမင်းကြီးနှင့်တကွနန်းတွင်သူနန်းတွင်ထောက်တို့သည်ယတိကြီးအားပြုံးခြင်းငိုခြင်း၏အကြောင်းကိုမေးကြ၍ယတိကြီးကဖြစ်ပျက်ပုံအကြောင်းစုံကိုရှင်းလင်းပြောပြလိုက်လေ၏ဖျားလောင်းဖွားမြင်တော်မူလျက်နောက်9ရက်မြောက်၌ဖျားလောင်းကိုတိတ်တတ်ထဟုအမဲ့ပေးကြ၏အကျိုးစီးပွားကိုပြည့်စည်စေနိုင်သူဟုအတိပ္ပယ်ရ၏တိတ်တတ်ထကလေး၏အင်္ဂါလက္ခဏာတို့ကိုပုံနာတော်များအားကြည့်ရှုဆက်ဆေးစေရာပုံနာ9ယောက်ကစัจ java ဒေမင်းတော်လဲဖြစ်လိမ့်မည်ဖျားတော်လဲဖြစ်လိမ့်မည်ကိုဟောကြ၏အငယ်ဆုံးဖြစ်သောကွန်တညအနွယ်ဖြစ်သောသုဒ္ဓထပုံနာကလေးမှမူမုတ်ချဖျားဖြစ်မည်ဟုတကွန်အတက်ဟောလိုက်ဖျားလောင်းဖွားမြင်တော်မူလျက်နောက်9ရက်မြောက်သောအခါမေရောမဟာမယာဒေဝီနတ်ရွာဆန်လေ၏ရင်းစွာနတ်ရွာဆန်ခြင်းမှာဖျားလောင်းကိုဖွားမြင်ခြင်းကြောင့်နတ်ရွာဆန်ခြင်းမဟုတ်သက်တမ်းစေကြောင့်နတ်ရွာဆန်ခြင်းသာဖြစ်သည်အပိုင်းဆက်ရှိပါသေးတယ်အမားပိုင်းခွင့်လွှတ်နားလည်ပေးကြပါဦးနော် channel လေးကို subscribe လေးနှိပ် comments လေးမှန်ပြီး share ပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေနော်